မင်္ဂလာမှာမိဘဆရာပေါင်းတဲ့တွေစုံလင်စွာစုတောင်းရင်တဲ့မြေတာပို့တာလိုက်တာကျမ်းမာချမ်းသာပျော်ရွှင်စေဒီမွေးနေ့အချိန်ခါမှာလူအင်ဆန်နာမှန်သမျှပြည်မြောက်ကအောင်မြင်စေအခက်ခဲဥသမျှဟာကျော်လွှားနိုင်စေစုတောင်းမြတ်တာတေကိုဝေလူရကျွေတွေအောင်မြင်ပါစေမြတ်တာတေယုံချုံလွှမ်းဝေချမ်းမြေ့စေဘဝတရှောင်းမလေးမွေးနေ့မင်္ဂလာမဟာနှစ်တရားတိုင်းလေးမြဲစွာခိုင်စေကောင်းခြင်းမင်္ဂလာခါညောင်းစေမင်္ဂလာမှာမိဘဆရာပေါင်းတဲ့တွေစုံလင်စွာစုတောင်းရင်တဲ့မြေတာပို့တာလိုက်တာကျမ်းမာချမ်းသာပျော်ရွှင်စေဒီမွေးနေ့အချိန်ခါမှာလူအင်ဆန်နာမှန်သမျှပြည်မြောက်ကအောင်မြင်စေခက်ခဲဟူသမျှဟာကျော်လွှားနိုင်စေစုတောင်းမြတ်တာတေကိုဝေလူရချွေတွေအောင်မြင်ပါစေမြတ်တာတေယုံချုံလွှမ်းဝေချမ်းမြေ့စေဘဝတရှောင်းမလေးမွေးနေ့မင်္ဂလာမဟာနှစ်တရားတိုင်းလေးမြဲစွာခိုင်စေကောင်းခြင်းမင်္ဂလာခါညောင်းစေချမ်းမြေ့စေဘဝတရှောင်းမလေးမွေးနေ့မင်္ဂလာမဟာနှစ်တရားတိုင်းလေးမြဲစွာခိုင်စေကောင်းခြင်းမင်္ဂလာခါညောင်းစေဟုတ်လားမင်းကြီးရေခမင်း